အားလုံးပဲမင်္ဂလာပါကျွန်တော်ရှင်းမဲ့ဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာဆိုရင်တော့ trading ကိုစတင်လေ့လာဖို့အတွက်ပဲဖြစ်ဖြစ် crypto တွေ stock share တွေကိုရောင်းဝယ်လုပ်ပြီးတော့အများရှာခြင်းလို့ပဲဖြစ်ဖြစ်ဘိုင်းနဲ့အကောက်ဖွင့်တွေကိုအပြည့်စုံအသေးစိတ်ကြကြရှင်းပြပေးထားပါတယ်ဒီတော့စလိုက်ကြရအောင်ဘိုင်းနဲ့အကောက်ဖွင့်ဖို့ဆိုရင်တော့အရင်ဆုံး Play Store ဒါမှမဟုတ် App Store မှာ BINANCE ဘိုင်းနဲ့ဆိုပြီးရေးရှာလိုက်ပါဒီမျိုး application ပေါ်လာရင်တော့ download ဆွဲလိုက်ပါပြီးတော့ရင်တော့ application နဲ့ဝင်လိုက်ပါဒီနေရာရောက်လာပြီဆိုရင်တော့ I am new to crypto ဆိုတဲ့အပေါ်ဆုံးတစ်ခုကိုပဲရွေးပေးပါပြီးသွားရင်တော့အခုလိုမျိုး welcome to Binance ဆိုပြီးပေါ်လာပါလိမ့်မယ်အဲ့ဒီမှာကိုယ့်ရဲ့ Gmail လေးကိုထည့်ပေးပါပြီးသွားရင်တော့အောက်က continue ကိုနှိပ်လိုက်ပါပြီးသွားရင်တော့ဒီနေရာရောက်ပါလိမ့်မယ်ဒီနေရာရောက်လာတဲ့အခါမှာဆိုတော့ Gmail လေးကိုပို့ပေးထားတဲ့ကုတ်6လုံးကိုဒီနေရာမှာထည့်ပေးပါပြီးသွားရင်တော့ဒီနေရာရောက်လာပါလိမ့်မယ်ဒီနေရာမှာဆိုရင်တော့ကိုမမိတဲ့ဒီ password ကိုပဲထည့်ပေးပါအခုပြပေးထားတဲ့ password လိုမျိုးစုစုပေါင်းခဏန်း8လုံးစလုံး8လုံးထည့်ပေးရပါမယ်password ထည့်ပြီးသွားရင်တော့ဒီနေရာရောက်ဖို့ကိုနည်းနည်းလေးသိခံစားလိုက်ပါဒီမှာဆိုရင် welcome upvote ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်အဲ့နေရာမှာ yes ကိုရွေးပေးပါပြီးတော့ရင်တော့ဒီနေရာမှာဒီ join invite ကို SHINNH ဒါမှမဟုတ် TRADEVON ဆိုတဲ့ကုတ်ကိုထည့်ပေးပါကျွန်တော်ရေးပေးထားတဲ့အတိုင်းပဲထည့်ပေးပါအဲ့ဒီနှစ်ခုတည်းတစ်ခုကိုထည့်ပေးပါအဲ့လိုမျိုးထည့်တဲ့အခါကျရင်ဘာတွေအကျိုးကျေးဇူးရှိရမလဲဆိုတော့ trade လုပ်တဲ့အခါတိုင်းမှာဒီ trade fee အနေနဲ့20% discount အနေနဲ့ကိုအားပြန်ရတယ်ပြီးတော့ရင်တော့ကျွန်တော်ရဲ့ private channel မှာလည်း join လို့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ private channel မှာဆိုရင်တော့ဘာတွေတင်လဲဆိုရင် trade position နဲ့ဆိုင်တဲ့ signal တွေပြီးတော့ရင်တော့ဒီ trading နဲ့ပတ်သက်တဲ့ strategy lesson video တွေဒီစာတွေနောက်ပြီးတော့ရင်ဒီလာစဉ်လာတိုင်းပေါ့နော်ဒီမုတ်ဖို့ပြီးတာတွေလေးတွေလုပ်ပေးပါတယ်နောက်ပြီးတော့ခြားသောပြိုင်ပွဲလေးလည်းလုပ်ပေးပါတယ်ဒါကြောင့်မလို့ဒီ welcome about နေရာမှာဒီ yes ကိုရွေးပြီးတော့ဒီကျွန်တော်ရေးပေးထားတဲ့အတိုင်းပဲဒီ trade VON ဆိုတဲ့ဒီစလုံးလေးကိုထည့်ပေးစီချင်ပါတယ်ဒါပြီးတော့ရင်တော့အောက်က content ကိုနှိပ်ပြီးသွားပြီဆိုရင်အကောက်ဖွင့်လို့ပြီးသွားပါပြီအကောက်ဖွင့်ပြီးသွားပြီဆိုရင်တော့အပေါ်ကအဝါရောင်လေးကိုနှိပ်လိုက်ပါ verify ဆိုတာလေးပေါ့နော် VERIFY ပါအဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုရင်တော့နည်းနည်းလေးစောက်ပေးလိုက်ပါနော်ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ကိုကမြန်မာပဲဖြစ်တဲ့အတွက်ဒါတွေအကုန်လုံးကိုမြန်မာပဲရွေးပေးပါတကယ်လို့နိုင်ငံခြားရောက်နေရဆိုရင်လည်းမြန်မာပဲရွေးပေးပါပြီးတော့ရင်အောက်က document type မှာ driver license ရဲ့ ID card ရဲ့ passport ရဲ့ဆိုပြီးတော့3မျိုးရှိပါတယ်အဲ့ဒီမှာရှင်းပြရမယ်ဆိုရင်တော့ ID card ဆိုတဲ့နေရာမှာကိုကဒီအခုမှအသက်16နှစ်ပြည့်တယ်မတ်ပုံတင်ရလည်းရှိတယ်ဆိုရင်အသက်16နှစ်ပြည့်ပြီးတော့မတ်ပုံတင်ရှိတယ်ဆိုရင်ဒီ ID card ကိုပဲရွေးပေးပါဒီလို driver license ဆိုတာကတော့အခုမှကားရင်မောင်း license ရှိရဆိုရင်ဒီ driver license ကိုရွေးပေးပါအောက်က passport ကတော့အခုမှ passport ရှိရဆိုရင်ဒီ passport ကိုရွေးပေးပါဗောနော်မြန်မာနိုင်ငံကမဟုတ်ဘဲနဲ့ဥပမာဖြစ်နိုင်ငံခြားရောက်နေရတော့ဘာလို့ဗောနော်အဲ့လိုမျိုးဆိုရင်တော့ passport နဲ့သုံးလို့ရပါတယ်ဒီတော့ကျွန်တော်အနေနဲ့ကတော့အကုန်လုံးရှိကြမဲ့ ID card မှတ်ပုံတင်ကိုပဲရွေးပေးလိုက်ပါတယ်ဒီတော့ရွေးပေးပြီးရင်တော့အောက်က content ကိုနှိပ်ပြီးရင်အောက်ဒီမှာပေါ်လာလိမ့်မယ် take picture နဲ့ upload photo ဆိုပြီးတော့တစ်ခုပေါ်ပါတယ် take picture ဆိုတာကဒါတိုင်းအဲ့ဟာကိုနှိပ်ပြီးတော့အောက်က content ကိုနှိပ်မယ်ဆိုရင်ဒါတိုင်းမှတ်ပုံတင်ကိုတန်းပြီးတော့ဗောနော်ဒါ light အနေနဲ့မှတ်ပုံတင်ကိုအရှိနောက်ပြပေးရတယ်ဒီအောက်က upload photo ကတော့ဒီကိုယ့်ဖုန်းထဲမှာရိုက်ထားပြီးသားမှတ်ပုံတင်ကိုထည့်ပေးရမှာပေါ့နော်ကိုယ့်ရဲ့မှတ်ပုံတင်ကိုပဲထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီ upload photo ပဲကျွန်တော်အနေနဲ့လွယ်ကူစွာရွေးချယ်လိုက်ပါတယ်ကဲဒီနေရာရောက်ပြီဆိုတော့ကိုယ့်ရဲ့ဒါကတော့မှတ်ပုံတင်အရှိချမ်းထည့်ပေးရမယ်ဒါကတော့မှတ်ပုံတင်အနောက်ချမ်းထည့်ပေးရမယ်ရှေ့က driver license တို့ဒီ passport တို့ကလည်းအတူတူပါပဲအရှိချမ်းအနောက်ချမ်းအဲ့လိုမျိုးထည့်ပေးရပါမယ်ကျင်အောင်ထည့်ပြီးသွားရင်အောက်က content ကိုနှိပ်လိုက်ပါခုနကမှတ်ပုံတင်ထည့်တဲ့နေရာတော့ကျွန်တော်အနေနဲ့မပြတော့ပါဘူးဒီနေရာရောက်လာပြီဆိုရင်ဒါကကိုယ့်ရဲ့မျက်နှာကိုအတည်ပြုရမှာဖြစ်ပါတယ်ဒီမှတ်ပုံတင်ထည့်ပြီးသွားရင်ဒါကတော့မှတ်ပုံတင်တွေကလူရဲ့မျက်နှာကိုအတည်ပြုရမှာပေါ့နော်ဥပမာအဖြစ်ကိုတိုင်ပဲဖြစ်နေရင်တော့ကိုတိုင်ရဲ့မှတ်ပုံတင်နဲ့ပဲအကောက်ဖွင့်ရဆိုရင်ကိုတိုင်ရဲ့ဒီမျက်နှာနဲ့ပဲလောက်ကမယ်တကယ်လို့ကိုယ့်ရဲ့အင်အားတရားရောက်ရဲ့မှတ်ပုံတင်နဲ့ဖွင့်ရဆိုရင်ကိုအင်အားတရားရောက်ရဲ့မျက်နှာနဲ့ပဲဒါလောက်ရမှာဖြစ်ပါတယ်ဒီတော့အောက်က content ကိုဆက်နေပေးပါရောက်တဲ့အခါမှာတော့တချစ်တလေကတန်းပြီးတော့မရကြပါဘူးမရဘူးဆိုရင်ဒီအောက်ကပေါ့နော်ဒီ try again ကိုထပ်ပြီးတော့နှိပ်ပေးပါနှိပ်ပြီးသွားရဲ့အခါမှာဘာလုပ်ကြမလဲဆိုရင်တော့ပထမဆုံးဒီခေါင်းညိတ်ခေါင်းခါတို့အဲ့လိုမျိုးလုပ်ပြရပါတယ်သူ့အနေနဲ့ကတော့ပထမတစ်ချက်ခေါင်းညိတ်ကတာရှိမယ်ဒုတိယတစ်ချက်ခေါင်းခါတာရှိတယ်တတိယတစ်ချက်မျက်တောင်အပိတ်ဖွင့်ပေါ့နော်မျက်တောင်ခတ်ပြရတာရှိပါတယ်အဲ့ဒီဟာပဲ3ခုလေနေရပါတော့တယောက်နဲ့တယောက်ကမတူပါဘူးဒီတော့အဲ့ခေါင်းညိတ်တာရဲ့ခေါင်းခါတာရဲ့မျက်တောင်အပိတ်ဖွင့်လောက်တာရဲ့3ခုကိုလုပ်ပြီးပါ
တခုမဟုတ်တခုမှန်သွားလိမ့်မယ်ပေါ့နော်အဲ့ဟာလေးကိုပဲဒါ3ကဇက်တိုင်လုပ်ပေးပါဒါဆိုရင်တော့ရပါလိမ့်မယ်ကဲဒီလိုမျိုးဒီမျက်နှာလေးစကန်ဖတ်လို့ပြီးသွားပြီဆိုရင်တော့ဒီနည်းနည်းလေးစောက်ရတယ်ပေါ့နော်အချက်လက်ဖြည့်ဖို့ပါဖောင်ဖြည့်ဖို့ပေါ့နော်ဒီတော့ဒါကတော့ Profile Information ဆိုပြီးတော့ပေါ်လာတယ်အဲ့မှာဆိုရင်တော့ဒီကိုကဒါ national နေရာမှာတော့မြန်မာကိုပဲထားလိုက်ပါ I have another nationally ဆိုတာလေးကိုအမှန်မရွေးပါနဲ့ပြီးတော့ရင်တော့အောက်ကဒါ legal name မှာ first name ကကိုယ့်ရဲ့နာမည်ကိုပဲထည့်လိုက်ပါဒါကတော့ကျွန်တော်အနေနဲ့ဒါဦးဆိုပြီးတော့ထည့်လိုက်တယ်အောက်ကနာမည်မှာအောင်ဆိုပြီးတော့ထည့်လိုက်ပါမယ်မြန်မာလိုထည့်လည်းရတယ်အင်္ဂလိပ်လိုထည့်လည်းရပါတယ်ဒီတော့ကျွန်တော်အနေနဲ့ဒါကတော့ဒါဥပမာပြပေးရပါတော့ဒါမွေးနေ့တက်ကတ်တွေကတော့ဒီတိုင်းထည့်ပေးပါဒီတိုင်းထည့်ပြီးတော့ရပါပြီဒါမွေးနေ့တက်ကတ်တွေဒါကတော့လမ်းလိပ်စာတွေဒီအောက်ကတော့ဒီကိုယ့်ရဲ့မြို့ပေါ့နော်ဒါကိုယ့်ရဲ့မြို့ကိုထည့်ပေးရပါမယ်ဒီနေရာမှာမှတ်ပုံတွေကအတိုင်းမဟုတ်ဘဲနဲ့မားနေရဆိုရင်လည်းပြင်ပေးရပါမယ်ဒါတော့ကျွန်တော်အနေနဲ့မပြင်ပြတော့ဘူးပေါ့နော်ဒါပေါ်လာတဲ့အတိုင်းပဲကျွန်တော်အနေနဲ့ကတော့ဒါအစမ်းပြပေးရဲ့အတွက်ဥပမာပြပေးရတဲ့အတွက်မပြင်တော့ပါဘူးဒါကတော့ရက်တို့လတို့ခုနှစ်တို့ကိုပြောင်းပြရမယ်ဒါကိုယ့်ရဲ့မှတ်ပုံတွေအတိုင်းလုပ်ပြရမယ်ပြီးတော့ဒီကလမ်းလိပ်စာတို့ပေါ့နော်အောက်ကမြို့နာမည်တို့တွေလည်းအကုန်လုံးမှတ်ပုံတွေအတိုင်းလုပ်ပြရပါမယ်ပြီးတော့ရင်တော့အောက်က content ကိုနှိပ်လိုက်ပါ content ကိုနှိပ်ပြီးသွားရင်တော့ဒီမှာဒါတွေပေါ်လာရပါတော့ပေါ်လာရင်တော့အောက်ဆုံးကဟာကိုပဲရွေးနှိပ်ပြီးတော့အောက်က content ကိုပဲနှိပ်ပေးလိုက်ပါဒီလိုမျိုးနေရာရောက်သွားပြီဆိုရင်တော့ဒါကမိနစ်30စောက်ကမယ်မိနစ်30စောက်ပြီးသွားတဲ့အခါမှာဆိုရင်တော့ K1C အောင်မအောင်ဆိုတာသိရပါမယ်ဒီတော့ K1C အောင်မအောင်တော့ကိုယ့်ရဲ့ email တွေကိုလည်းဒါ message ကြလာမယ်နောက်ပြီးတော့ဒီ application အနေနဲ့ notice တက်လာမယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒါ go to home page ကိုပြန်ပြီးတော့သွားမယ်နောက်ပြီးတော့ဒီနေရာမှာကျွန်တော်တို့တစ်ချက်စောက်ပြီးတော့ကြည့်ရမယ်အဲ့ဒါကဘာလဲဆိုရင်တော့ကျွန်တော်တို့ဒီမှာ KYC ဒီကိုယ့်ရဲ့ account ID အောက်မှာပေါ့နော်ဒီ account ID အောက်မှာဒီမှာ verify pending ဖြစ်နေတာတွေ့ရတယ်KYC အောင်သွားတော့ဒီနေရာမှာဒါ verify ဆိုပြီးတော့ပေါ်နေလိမ့်မယ်အစိမ်းရောင်လေးပေါ့နော်အစိမ်းရောင်လေးပေါ်နေလိမ့်မယ်ဒီလိုမျိုးအစိမ်းရောင်လေးပေါ်နေမှာပေါ့နော် verify နဲ့ဆိုပြီးတော့ပေါ်နေမှာဖြစ်ပါတယ်တကယ်လို့ဒီ binance account ဖွင့်တာနဲ့ပတ်သက်ပြီးတော့နားမလည်တာရှိရဆိုရင်လည်းကျွန်တော်ရဲ့အခုရေးပေးထားတဲ့ Telegram account မှာ user name ကိုလိုက်ရှာပြီးတော့ပေါ့နော်ဒီကျွန်တော်ကိုလာပြီးဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်နောက်ပြီးရင်လည်းဒီ video ရဲ့ကုန်းမအောက်မှာလေဒီနားမလည်ဘူးဆိုရင်နားမလည်တဲ့အကြောင်းအရာကိုရေးပြီးတော့ဒါမေးထားလို့ရပါတယ်ပေါ့နော်ကျွန်တော်အနေနဲ့ပြန်ပြီးတော့ဖြေပေးပါမယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ပုဒ်မှာပဲကျွန်တော်တို့ပြန်ပြီးတော့ဆုံးတွေ့ကြပါမယ်ခင်ဗျာ